ခဏလေးကြခဏလေးကြခဏလေးဟဲ့ဘယ်ခဏရခဏလေးစတီးတဲ့ကောင်ငါသားတီးကြလေ爸爸没弄那个，哎，别进来。我那干嘛来了？ဘာလုပ်တာအောင်ဗျ။你往里走。ဘာလုပ်တာတော့ပြော။你那个你把哪有？ကျွန်တော်တို့ကနေလူမကခုနကစိုင်းတီးစေခြင်းလို့ကြောင်ဝလုံးကနေစနစ်တီဒီကုလကပတ်စံကုန်ကြခံပြီးငှထားတာ။ကျုပ်ကစိုင်းမတီးလို့ဘာလို့မအောင်ဗျ။အဲ့တော့လူတွေကလူမခေါ်ပြီးတော့ကာလန်ပြေးသွားတီးတော့။တီးမရဘူး။ဒီမှာလူတွေနဲ့ကဒီလူတွေအဲ့ကမို့မင်းတို့လည်းမရအောင်မနိုင်လား။ဟဲ့လူကြောက်ပြတာလေရှင်းရှင်းလေးစိုင်းငှထားတဲ့အတွက်ခုနကလည်းစိုင်းကိုစိုင်းနဲ့တူအောင်တီးပြမှာဖြစ်ပါတယ်ခင်ဗျာ။မင်းတို့လည်းဒီမှာငါတို့ဘာပြောလဲ။ဟာငါတို့မပြောတော့လားလို့ခင်ဗျားတို့အိမ်မှာငတ်ပြက်နေမှာဆိုလို့ခေါ်လာတာတခွန်းမှပြောကြမလို့ငတ်ပြက်နေမှာဆိုလို့လည်းမင်းလည်းဒီတဝက်ပြီးငတ်ပါပြီရှိတဝက်မှရှိတော့ပါဘူးငတ်ငါချင်းကိုဘိုးလာမလို့လည်းဟဲ့မင်းတို့ဒီမှာပြောကျုပ်ပြောတာရှင်းရှင်းလေးအငတ်ချင်းတူတူတောင်ကျုပ်ကတပန်းတာနေငတ်ကြီးနဲ့ငတ်လေးပေါ့ကျွန်တော်ပြောပြမယ်ပြိတ္တကျွန်တော်ငတ်တာမှန်ပါတယ်အဲ့လူလည်းငတ်တယ်အဲ့လူကဘလို့ငတ်တယ်မှတ်တော့သူမိမကငါအစိတ်တန်းဝဲမကျွေးလို့အိမ်မော်ကနှိမ့်ချတယ်တဲ့စဉ်းစားကြည့်ငါအစိတ်တန်းမစားလို့မိမအိမ်မော်ကနှိမ့်ချရတယ်တို့ပြိတ္တကြားဘူးလားငါဆက်ရစားမှာငါတကောင်းကျိုးဖတ်နေတဲ့တကောင်းကျိုးကြည့်ရမှာပဲအဲ့မကျွေးရင်လည်းနှိမ့်ချမှာအဲ့တော့မင်းလည်းမတန်ပြောကျုပ်ပြောတာရှင်းရှင်းလေးခင်ဗျားတို့ပါစက်ပေါက်ကိုပုတ်ဟဲ့ပိတ်ကွာဘာလို့ပုတ်အောင်ဟိုမင်းကြီးကဟိုတကယ်ဟိုမင်းကြီးကထလာလို့ကတကယ်ပုတ်သွားလိမ့်မယ်ပိတ်ရမှာဟဲ့မင်းတို့လည်းဒီမှာတော့ခင်ဗျားစားတက်လားဟာစားတက်လားမင်းတက်တယ်စားတက်လားနှစ်တောင်းကိုရှစ်ခါကြတယ်နှစ်တန်းရှစ်ခါကြောင်ဘလို့နေတော့နှစ်တန်းတင်တဲ့ဆရာမလှလို့ဒီနေ့ရမလားဆောင်းတနာကြီးမြဝစ်ကြည့်ချက်ငါကဝစ်ကြည့်ထားကြည့်နေလို့စားတက်တယ်နော်မင်းတက်တယ်စားတက်ရင်ရှေ့ကပရိသတ်ကိုနောက်ကဆိုင်းမူလေးဖက်ပြလိုက်ဟမ်နောက်ကဆိုင်းမူလေးဖက်ပြလိုက်ရတယ်ဖက်ပြလိုက်အဲ့ဆောဘုံဆိုင်းဘုံကလေးပူတော့မပြီးဆောင်းဘုံနေတယ်ဆိုင်းဘုံဖက်ပြလိုက်မန္တလေးဝင်းတော်သားခွန်တော်ဝတ်သူအငါလိုက်ပြီမင်္ဂလာဆိုင်ဟာတော့ဟိုဘသူကြီးလားငကားမျက်လုံးပြူးတဲ့လောက်စားမမြင်ဘူးခင်ဗျာပြူးမျက်လုံးပြူးတာခင်ဗျာမျက်လုံးပြူးတဲ့လောက်မျက်လုံးပြူးတာမဟုတ်ဘူးဘာဖြစ်တာလဲအမြင်ကျဲတာဒီနားကြည့်တာကိုဟုတ်မြင်ရတယ်သူ့မျက်လုံးကြားအမြင်ကျဲတယ်နေတို့ပြိတ္တကြည့်လိုက်အောင်သူ့နှာခေါင်းကြည့်လိုက်အောင်ချက်ပြီးပြချက်နေတာပဲဘယ်နေရာမှကြည့်လို့မရဘူးငါနှာခေါင်းပြချင်လို့ပြတာမဟုတ်ဘူးဘာဖြစ်လို့လဲအဖေပေါ့ဘာဆိုင်လို့မိတွေနဲ့တော့ကျုပ်ကကလေးဆိုတော့အလဲအိုက်တာလေဟုတ်လားအဲ့ဒါဖေးတဲ့မိတွေနဲ့ကိုမချောင်ဘူးအမိသားလေးသွားတာ
ကျုံမမြင်ဘူးနှာခေါင်းနေတော့တာပြစ်ဆိုပြန်ကိုဖြောက်မပေးအပြားကြီးတိုင်ထားတယ် အဲ့ဒီကြောင့်နှာခေါင်းကပြနေတာပေါ့ အဖေနင်းသွား ဝိုင်းချစ်ခုနကနောက်ကဆောင်ပရိသတ်ဖတ်ပြလိုက်ပါတယ်ပရိသတ်မမြင်ပါဘူးလို့ကျွန်တော်ပေကိုနောက်ကဆိုင်းဘုတ်ကစာတွေကိုအကြီးလောက်ခိုင်းတာဝင်းနောင်သားခွန်တော်မှာခမများတို့ပရိသတ်အားလုံးကြားဘူးပါတယ်နော်ဆိုင်းငါးတာဖြစ်ပါတယ်အဲ့ဒီအတွက်ခွန်တော်မှာနဲ့မြမဆိုင်းကိုတူအောင်တောင်းတိပြမယ်နော်ရှေ့ကလာနာထောင်တာဘာလူမျိုးတော့ကျွန်တော်တို့ဆိုင်းဖွဲ့ဘာလူမျိုးတော့မြန်မာလူမျိုးမြန်မာတွေပိုင်နဲ့မြမဆိုင်းဝိုင်းဦးကြီးများနားဆင်ပေးပါခမများမြန်မာတွေပိုင်နဲ့မြမဆိုင်းဝိုင်းကိုခွန်တော်ကဆိုင်းကိုဆိုင်းလို့တူအောင်တိပြမှာထမင်းစားသလိုပဲပေါ့မြန်မာလူမျိုးထမင်းစားရင်ထမင်းစဝင်းဝိုင်းမှာကိုယ့်ထက်ကြီးတဲ့လူပါရင်ဘာလို့ရတော့ ကျွန်တော်နဲ့ဖူးခောက် ဦးချတာ အာမဦးချမိုင်းတယ်သူကကြီးတယ်သူကအဖိုက်ကြီးတွေနိုင်တာမနိုင်ခင်ဆုံးကြပြီးတိတ်ခောက်နေတယ်ကွာအခုလည်းမစားဘူးသူထပ်ပြီးရောအဲ့လိုမှမလုပ်ချင်ဘူးအဲ့လိုမှမထားဘူးသူတို့လို့ဒီလိုဘူးနဲ့မျက်နှာပတ်ထပ်ပြီးရတာ ရှေ့မှာကလေးလေးတွေလည်းရှိတယ်အမှန်မှားသွားမယ် ချရမယ်လည်းမချ ဘာမလုပ်ပါနဲ့မကြီးဦးတွေထမင်းသားတော့မလာရဲပဲနေတယ် ကိုယ့်ထက်ကြီးတဲ့လူပါရင်ဦးချပြီးမှစားရတယ်တဲ့ကျွန်တော်တို့ဆိုင်းလင်းဦးကြီးများဒီလိုပါပဲခင်ဗျာမတ်တက်ထဲမှာလာနာထောင်နဲ့ဆိုင်းဝါသနာချင်းဦးကြီးများမြန်မာဆိုင်းကိုနှစ်သက်သောဦးကြီးများအတွက်ဝင်းအောင်တောင်းခေါ်တော်မှာခင်ဗျာ အာလုံးမနေတော့ကွာလူကြီးတွေဥချမနေနဲ့လူကြီးတွေအချိန်တန်သူလည်းသူသွားလိမ့်မယ် ဟာဘယ်နဲ့တော့ ဖုန်းကြီးကြောင့်တရားနာလူဖို့ဆောင်လို့သွားမှာပေါ့ဘယ်သွားမှာတော့ မင်းတို့တိတိမငါမပြောတော့ကွာမင်းတို့တော့တိတိတော်ကြီးကွာဘူးကဘူးအဲ့ကောင်နဲ့ချွေးနေရတော့မင်းသေးသွားငါတို့ကငတ်မှာကွာတော့ပေါ့လား ကျုပ်စိတ်ဘူးလို့မဟုတ်ဘူးလား ဟုတ်ကမင်းသေးသွားတို့ကငတ်မှာကြောင်းလို့မင်းလူရောင်းနေမှာတော့ကိုမင်းကလည်းဒီရတယ်ကျုံမင်းမယ်သူ့ဆန်စားရင်ဘာလို့ရတော့ သူ့စားစားရင်ပေါ်ဆောင်မွေးပါ ရဲရတယ် ရဲတိုင်းစားချင်မှာဘူးစက်ကြီးရဲနေမှာပေါ့ပေါ်ဆောင်မွေးရတယ်တို့က ရသေးတယ်သူ့ငွေယူရင် အများမှာမှာ ကြည်ဖြူမ ဒါကြည့်တော့မောင်ပြဲလာပြီးတော့ဘာလို့ရလဲဦးလဲအဲ့တော့ပြီးမှယူမှာပေါ့ပြင်းကဘာလို့ ခမရဘလူကပတ်စံပေးတော့ ဦးကိုကိုနိုင်ကပေးတာ ဟဲ့လူကျုပ်ကပေးတာဗျ အားကြောင့်ပေးရတယ်ဟိုကပေးမှနေကြတာပါဟိုကမပေးရင်လည်းမရပါဘူးအမလေးပတ်စံနဲ့သူကပေးတာတဲ့ဆော့ဆော့တော့မှငါစီကမုံစားတယ်လို့2000ချီးသွားဖိုင်းစီကလုံနေပြီးတော့ချီဆောင် ပတ်စံလေးချီးတာပါဗျခမရလေ ချီတုံးကစားပြီး ဟေးဝိုင်းချစ်အမလူကြတဲ့တော့ကျုပ်ကိုအဲ့လိုအရှက်မခွင်းနေ ဒီမှာချီကိုပြော 2000လေးဗျာ ချီတုံးကစားပြီးတော့ ရပါတယ် ချင်းဟာစားတော့လောက်ပါဘာချီတော့ဟာစား ပရိသတ်အဲ့ဒါကြောင့်ကျွန်တော်ဝန်ခံပါတယ်ကိုဝိုင်းချစ်စီကကျွန်တော်ပတ်စံ2000ချီးပါတယ်အခုပရိသတ်ရှင်းပါတယ်2000မဟုတ်ဘူး မယူဘူးတနာလို့နေငါလူတာ သူကလူရတယ် လူတာ ပတ်စံပေးနေတယ်လေ မယူဘူးမလေးတနာလို့လူတာတောင်းသားတောင်ပေးရသေးတာ နေုံစုချလာတယ်ကျေးဇူးတင်ပါတယ်မမပေးမှလည်းမပေးလည်းမသိဘူးတို့စလင်းသူတွေကတော့အချိုးတွေကြီးပဲဗျာ ဟမ်ကျွန်တော်3ယောက်တရားမှားတာ ဟုတ်ကဲ့ဗျာဟုတ်ကဲ့ ကဲကမွေး တို့ပြိတ္တဥဝေယံနဲ့မတ်တော်ရာရွှင်းကလေကျွန်တော်တို့ကိုစုတော်ငွေကျွန်တော်ကိုစုချပါတယ်ခင်ဗျာစုတော်ငွေ9000ချက်ပေါ့နော်ကျွန်တော်ကိုခုလိုချတဲ့အတွက်ကျမ်းမာထီပေါင်းနေပံရောက်ပြီးကျွန်တော်ကိုကြီးနဲ့ကျွန်တော်အမကြီးအသက်ရှူတိုင်းငွေတွေဝင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာရပြီနော်ကဲအဲ့တော့ဝမ်းချစ်ကျုပ်ဆိုင် ဒီကဆူကြတဲ့ဟာလေးကြီးညာချင်းတို့ခဏလေး ကြီးညာမကြီးညာ မဖြူရယ်မကြော့ရယ်မချူရယ်နောက်မပုံနာမည်လေးလာတယ်မချူမပုံမချူ ဟုတ်တယ်အဲ့ဒီလေးယောက်နောက်ပြီးကြအကျွေးလာဆက်တယ်ပါတဲ့ 4ယောက်ကတသိန်း ဟုတ်တယ်ခုနကကျွန်တော်တို့လူချင်တော်တွေအဆိုတော် โอเคဒါတသိန်းဆိုတော့ဒါကျွန်တော်ဟမ်ဘယ်ရတော့ချပြီးသားဩချပြီးသားဟုတ်ကဲ့ဒါတက်ကဲအဲ့တော့ပတ်စံလည်းထားတာမလုံခြုံမှုဖြစ်နေတယ်အောက်ကတခုခွန်းတော့အဖေဝင်းတော့ကအောက်ကထိုက်ပြီးခိုးနေတာဗျဒါလူတွေကဒီတော့4 5 6 7 9 10ရောလူတွေကကွာဘာပြအောင်ရောကံပွေးကြည့်ကြည့်နေရတော့အဲ့ကောင်ပြောရအောင်သူ့မသိရင်ဒါရန်ရှာတာရပြီရပြီလားကဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့တာခွန်အောင်တို့ဝိုင်းချစ်တို့ကိုစောသူတို့ကိုအခုလိုချစ်ပြီးစုတွေအများကြီးချပေးတာပေါ့နော်ဒီနေ့စလင်းနှစ်ပွဲမြောက်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအတွက်အခုလိုစုတွေအများကြီးရမယ်လို့လည်းထင်မထားပါဘူးပရိသတ်စုချဆိုတာမလိုပါဘူးပြီးရင်တော့လည်းကောင်းတာပေါ့နော် ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ဟိုနာဒေါစိတ်မှာလည်းပြီးပြီပါဒီမှာတော့စနေနှစ်ပွဲပေါ့နော်အဲ့တော့ကျေးဇူးများတင်ပါတယ်အဲ့တော့ခွန်းအောင်မင်းတော်ဒီကဗျာမင်းလည်းမဆန်လည်းပြန်ပြီးကြမလို့ကွာမင်းကငါအဲ့2000ပေးတယ်ကွာ ရတယ်ပရိသတ်အဲ့အကြောင်းလေးကျွန်တော်ပြောပြမယ်နော် နာလို့ဟဲ့ကျွန်တော်စီးနေတော့
ခုတည်းလက်ထဲမှာပတ်စံမကင်ပါဘူးဒီပတ်စံကြီးကျွန်တော်လူတကာကြီးကျွန်တော်အကိုတွေကကျွန်တော်ချစ်လို့ချရတယ်ဒါပေမဲ့ကျွန်တော်ဒီပတ်စံမသုံးဘူးဘာလို့တင်မှတ်တော့ကျွန်တော်ဖေဖေနဲ့မေမေကိုပေးတာဖြစ်ပါတယ်ခင်ဗျာဘာလို့မှတော့ခုနောက်ခရစ်ဒီနေကပူနေကပူတော့ဘူးက ဟုတ်တယ်ရာသီဥတုပူလို့ချွေးထွက်တာပူတာအတူတူပဲ ကျွန်တော်တို့ရာသီဥတုပူပူကြီးမှာဗျာစဉ်းစားကြည့်ကျွန်တော်တို့တိုက်ပုံအရှိကြီးတွေနဲ့ပတ်လုံးတွေကိုနင်းလားငါလားရိုက်ပြရတာ ခဏနေ ဟုတ်ကဲ့ ကျွန်မဖေဟာ ကျွန်တော်ကတော့ဆိုင်မတီးတော့စစ်ချပဲလိုချင်တယ် မတို့ပါဦးလားဟမ်မတို့ပါဦးလားလို့ ဟမ်တာကြီးအဲ့တဲ့တွေမကြိုက်ရဘူးလေ ချီးစားမယ် တို့ဆိုတယ်လူတနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့တို့ပြိတ္တခုံတော်ကမိဘကျေးဇူးဆက်နေတာဖြစ်ပါတယ်ဗျာ မိဘတီတူစားမနေတော့မိဘတီတူဘလောက်စားတာမကုန်ဘူးတဲ့မကုန်သူတို့စားမနေဘူးလို့ဆိုလို့ ဆက်ရမှာ ဘယ်နေ့ကုန်မှဟဲ့မလို့စားတော့ဒီဘလောက်စားတာမကုန်ဘူးတဲ့အေးမကုန်အငတ်နေ မှားနေတယ်ဟဲ့လူ မွေးတော့တခါနေမွေးပြီးတလုံးစားခြင်းနဲ့စဉ်းစားလေအမေနဲ့ငါလာပြောတယ်ငါပြန်မအော်နေတဲ့ငါတို့ဖို့ကြည့်အောင်ဆက်တယ်ဘာလို့စားမှာလို့တယောက်တည်းဆိုတာမှလို့အဖေနဲ့ပါဝါအဖေကမစားခိုင်းဘူးငါကြဆက်တယ်နှစ်ယောက်ဆိုရင်နှစ်ယောက်ဆက်တယ်အဲ့တော့ဆိုတာနှစ်ယောက်ငါကြတယ်ဆက်တယ်ဆက်နိုင်ဘူးအမလေးတခါတလေကိုတော့မဆိုးအောင်သူကြီးဆိုသွားတာ ဘာချစ်ကလည်းခက်တယ်ကွာမိဘကိုမစော်ကားဘူးကွာမှတ်ထားမိဘဆိုတာမွေးတစ်ဖုတ်ခင်ကျေးဇူးရှင် ဝေသမီးခင်မိမတော်လည်းဖုတ်တယ်ကြီးပဲ မွေးသမီးခင်ကျေးဇူးရှင်မြတ်စွာဘုရားနေကိုတော်မြတ်ကြီးတော်မှာအမေတို့ဆက်တာတို့တစ်လုံးဖို့ကြည်တာလေငါနှလုံးဖို့ကြည်အောင်ဆက် ဟဲဘယ်လိုဆက်လဲ အမေအိတ်နေတော့နှုတ်လန်တူနဲ့ထူဆက် အဲ့ဒါကြည်တာမဟုတ်ဘူးဝါလား အဲ့ဒါလည်းမွားဆက်တယ်ကွာ ဝမ်းချစ် ဘေးတယ်မှာတကယ်တော့သူတင်နေတို့ဒီเจ้าမတီးရတာပြောပြကောင်းတယ် ကောင်းနေကောင်းနေကောင်း ဆရာတော်နဲ့သဘောကောင်းတယ် နေအားကောင်းလား ဆရာတော်လေးသဘောကောင်းတယ်ဆရာတော်ကငါကိုရင်တွေကိုချစ်တာ ဟုတ်ချစ်ဘာလို့ ကိုရင်တစ်ပါးဆိုတော်တော်ဆွမ်းမော် ဘယ်လိုတော့ ငါကြောင်းဝမ်းနဲ့ဝင်လာတော့အဲ့ဒီကိုရင်ဗျာညီကြီးနဲ့ချစ်တော်နဲ့မချစ်ဘူးဟော အဲ့ဒါဇန်ရနေတာဖူးရတယ် မကြီးရတက်ခုနေတာ ဘာလို့ရနေတာလားလို့ဘာမကြည့်ရတယ်လဲ ဟေးကျောင်းဆရာတော်လည်းဖတ်တယ်နော်ဟုတ်လားဒီအဲ့ဆရာတော်ဖူးပြီလား ဖူးပြကြပြီလား ကျောင်းဆရာတော်ထူးတယ်နော် ဟေးဘယ်လိုထူးတာတော့ ကျောင်းဆရာတော်ထူးတယ် ဘယ်လိုထူးတာတော့ ဟေး ခေါင်းကတော့ဟေးတော့မထူးလို့ဟိုကဘယ်လိုထူးမလဲ မာနာကြီးမှန်မှန်ထူးတယ်ဟေး အဲ့တော့ဝမ်းချစ် ဟိုကလေးကွက်နဲ့လိုက်မထူးတာကံကောင်းပဲ ဟေးခမရဘာဖြစ်ချင်တော့ကျုပ်ကိုပြောလိုက် မင်းလည်းဒီလိုပြောပြောမင်းလည်းဒီငါလည်းပြောဒီလိုမှအဆင်ပြေပါဒီလိုဆိုလို့ရှိရင်ငါအဆင်မပြေဘူးကွာ ရာဇာနေဝင်ရာဇာနေဝင် ဒါတော့ငါဘယ်ကျရိုက်မိမယ်မသိဘူး ကျွန်တော်ကတော့မာနာပြောအောင်ကပူရဲ့ညီ မင်းနာမည် အောင်ကျူကျူ မကြတော့ပါဘူးရောက်တော့မှာပါမယ် ဝမ်းချစ်ပြောချင်တာကကျွန်တော်ကတီးလိုက်ဝမ်းချစ်ကပြောလိုက် အဲ့လို အဲ့ဒါမှအဆက်ဟန်မျှတာမှာပရိရှိကပရိတဲ့အခြေအနေကြီးတိပါတယ်ဗျာကျွန်တော်တို့ရှိကပရိတဲ့ကဘလို့မှတ်တော့ကျွန်တော်ဆိုင်းဝိုင်းနဲ့ဝင်ဝင်ချင်းမျက်နှာနဲ့အခုမျက်နှာကိုမတူဘူးကျွန်တော်ဆိုင်းဝိုင်းနဲ့ဝင်ဝင်ချင်းကကျွန်တော်ရှိကအမားတွေကျွန်တော်အန်တီတွေကျွန်တော်မိကြီးတွေကဘလို့နေတယ်မှတ်တော့အေးဆိုင်းစီယာလေးကငငယ်လေးခစ်တချင်းနေဆိုတော့မှမျက်လုံးလေးတွေကလေးကလေးနဲ့တားချစ်စရာကောင်း ဒါတော့ ကျွန်တော်ကခစ်တချင်းမဆိုပဲဆိုင်းနေကြီးခွာတီးတော့ကျွန်တော်ကြည့်တာတောင်ဒဲမကြည့်တော့ ဘယ်လိုကြည့် အမတို့ကြည့်မနေတဲ့ဖဏနဲ့တာကောက်ထိုးလိုက်တယ် မချင်တဲ့တဲ့လုံးနဲ့ အဲ့ကျွန်တော်အမတွေကြိုက်တဲ့ခစ်တချင်းရည်စရာဟာတာကျွန်တော်ပြောပြမှာပါခင်ဗျာ သုံးရမယ်ရတယ် ဝမ်းချစ်ကျွန်တော်တီးလိုက်ခင်ဗျာဆိုလိုက်အဲ့လိုလုပ်မယ်ဒီလိုလုပ်လိုက်အဲ့ဆိုကျွန်တော်အများကြီးမတီးတော့ဘူးတပုတ်ပဲတီးပြမယ် ရတယ် တပုတ်ကကျွန်တော်ဖေဖေကိုကြောတဲ့တချင်းလေးဖြစ်ပါတယ်ခင် ရ ဗျာ ရအဲ့ဒါပြီးငါတို့ပြောပါ အဲ့ဒါပြီးခင်ဗျားတို့ကြိုက်တဲ့စကားပြောဗျာဆက်မယ်နော် ဒါကအတီးတော့ ဟုတ်ပြီ နောက်ကအချိုတော်နှစ်ယောက်ထဲကတယောက်ခေါ်လိုက် ဟုတ်ကဲ့မိတဲ့နာလုံးပဲဒီနေ့ည9အောင်ဆန်းထဲမှာဆိုတော့2ယောက်ပါပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ညအဲ့ဒီဆိုတော့2ယောက်လုံးကိုကျွန်တော်အစီထုတ်မယ် နှစ်စီးထွက်မယ်ဗျဟာဘာအစီးထုတ်မယ်လဲ အစီထုတ်ပြီးဆိုခိုင်းမယ် ဟောအဲ့လို ကဲအဲ့တော့2ယောက်ထဲကကြီးတဲ့ဟာလာခဲ့ ဘယ်လိုကြီးတော့ ဘယ်သူကကြီးလို့ငယ်လို့ဆိုတော့ကိုယ့်ဟာကိုလမ်းကြည့်ပြီး ဘာလမ်းကြည့်ရမှာ မပုံတင် ဩမပုံတင် ဟာကြီးရဟာလာခဲ့ ကြီးမဲ့ထင်တဲ့ဟာလာဟဲ့ဩဘာကြီးကတော့အကြီးပဲဟဲ့ မုံဖိန်းပေါင်း ကဲအဆိုတော်ရောက်ပြီလား ရောက်ပြီ အဆိုတော်ရောက်ပြီလား ဟုတ်ကဲ့ရှင် ကဲတော့နောက်ကညီမလေး နောက်လည်းလှည့်ကြည့်အောင်မင်းအမေထက်ကငါးနေကြည့်တယ်ဒါကြီးကရမ်းညီမလေးတဲ့အဆူတော်မှမသိဘုံမကြည့်ပါဘူးမှမသိလို့ထား ကျွန်တော်အမတွေကျွန်တော်ရှိကဆိုင်းစရာလေးကငငယ်ချောချောလေးဆိုတော့နောက်ကအဆိုတော်လေးတွေချိုးမယ်မှတ်တာ
လှည့်ကြည့်လိုက်မှာပုံးမကြီးမာကြီးတိုင်းပဲဗျာ အာဒါအဆိုးတော်ကမင်းသမီးမဟုတ်ဘူး ဟုတ်လား ရုပ်လှဖို့မလို့အတန်ကောင်းဖို့လိုတာ အေးအဲ့ဒါကြောင့်အဝမ်းချစ်ပြောတာဟုတ်တယ်ဟာတို့ပြိတ္တစကပုံလေးကြားဘူးလားအလုံးကောင်းရင် ရုပ်ပြောင်းနေ လူတယောက်ဘယ်လောက်ရုပ်ဆိုးနေပါသေးတဲ့ကိုလှုပ်တဲ့အပေါ်မှာစေတနာထားလို့ရင်ညံ့နာလေးကတော့အတူတူလှသွားမှာနောက်ကမမကျွန်တော်ဆိုလို့ရုံမချောပါဘူးဒါပေမဲ့တို့ပြိတ္တအလုတ်ကိုကြည့်လိုက်နော် ရှင် မောင်လေးတီးမဲ့တချင်းကိုစိုးနိုင်လား ဟုတ်ကဲ့စိုးနိုင်ပါလေရှင် စိုးနိုင်လား ဟုတ်ကဲ့ရပါတယ် ရလို့လား ရပါတယ်ရှင် မရလို့လား ရပါတယ်ရှင် ဟွာမတဲ့ပါရ ရတယ် တကယ်ရ ရတယ်လို့ ဟာဟုတ်တယ်တော့ဟုတ်ပြီနှစ်ယောက်တည်းနားထောင်ချင်မှာ မင်းငါလာနေမကြိုက်တာ အဲ့တော့လက်မခံဘူး တာကိုဆိုင်နေအဆိုတော်ကွာ မရတော့မရဘူးတော့မရဘူး ဟိုတယ်သွားအောင်ဆိုဒီကောင်မကြီးကဘာဖြစ်သွားတော့ အိမ်မပြန်ရတာကြားလို့ ဘိုင်းမပြန်တာကြာ ဒီဆိုင် ဘာကြတယ်ကွာငါဟောလိုက်မယ်ရ ဘာတို့လို့အပေါ်လိုက်ညှိ မင်းတယောက်တည်းကြောက်နေမှာသူ နှစ်နာယူ ဒီကောင်ကပေါင်းရင်3နာယူ ကဲအဲ့တော့နောက်ကမမ ရှင် တချင်းကိုရတယ်နော် ဟုတ်ကဲ့ မမ မောင်လေး တချင်းရတယ်နော် ဟုတ်ကဲ့ရပါတယ်ရှင် စိုးကြည့်မယ်စိုးကြည့်မယ် စီငယ်ဝါ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 လေးစီငယ်ဝါစီငယ်ဝါလေးစီငယ်ဒီလိုဒီကွေငါသာခေါ်နာဒီလိုဆိုကွေငါသာခေါ်နာလူကြီးကျူဆိုင်ဆရာဖြစ်အောင်သင်ပေးခဲ့တဲ့ဆိုင်ပြင်ညောင်ဒီပန်လမ်းမှာစနစ်မှန်ရအောင်ခြေခံကြကြနာနာမသွေးမှန်သာနာနာသင်ပေးခဲ့တာသင်ပေးခဲ့တာသင်ပေးခဲ့တာခိတရဲ့ဆိုင်ပြင်ညောင်ကိုဝင်းနာဖဆရာဖဆရာ ဒါကျွန်တော်ဘေဘေကိုကွန်ပျူတာဖြစ်ပါတယ်ဗျာ ဟုတ်တယ်မတဲ့ပါ ရှင် အဲ့ဒီချင်းကျွန်တော်ကြားတယ်ဒီလိုပါလားကျွန်တော်အလွတ်ဆိုပေးသမ်းပါ အလွတ်ဆိုပေးရ ဆိုပြီ အ လား လွတ် အော်ဟုတ်ကဲ့ နော် စီငယ်ဝါစီငယ်ဝါစီငယ်ဝါ အာ ဟာလေ အလွတ်ဆိုလို့ အလွတ်ဆိုဟောကြည့်နေမောင်နေမလိုက်နဲ့ မင်းနဲ့ကောင်လေးကသဘောမပေါက်ဘူးအလွတ်ဆိုတာမင်းတို့လိုက်เสียမလိုဘူးလေ तू ကတယောက်တည်းလေရတယ် तू ကဦးစားချက်မကြီးကွာ အာ တယောက်တည်းနဲ့ဖြစ်အောင်ဆိုမှာ အေးဖြစ်အောင်ဆိုတတ်တယ်ကွာမင်းတို့မလိုက်နဲ့ တက်တယ်ဆိုတော့အကုတ်ခံအောင် စီငယ်ဝါစီငယ်ဝါစီငယ်ဝါ အာ ဟာလေ ဒီဆိုတော့ငါလုပ်လေရောတော့မှာ ဟောဘယ်သူကငိမ့်ကန် အ နေ လွတ်ဆိုခိုင်းတာအလွတ် စနာကြီးနေမောင်နေမပါဘူးလေ အေးဘာနာနေလို့မိုက်ကြီးပါနေလို့ အော်မိုက်ပါလေရောက်ဟုတ်လား ငါလုပ်ရင်လေရောတော့မှာ ဟုတ်တယ်မင်းညီမကြမှာငိမ့်ခံခံ တေချာဆိုပါ စီငယ်ဝါစီငယ်ဝါစီငယ်ဝါ အဲ့ဒါမှအလွတ် အလွတ်ဆိုလို့မတဲ့ပါ ဆိုနေအောင်လေ ဟာကျွန်တော်ပြောတဲ့အလွတ်ဆိုတာကအင်ကြီးတွေထမင်းတွေချုပ်ပြီးတော့ဆိုခိုင်း အင်ကြီးတွေထမိန်တွေမှာချွတ်ဆိုရင်တော့မင်းမျက်နှာကြီးပေါ်လာမှာပဲ တယ်တယ်စဉ်းစားကြည့်အမေသားကိုမစားတယ်တော့ စဉ်းစားတော့ဒီပါ အဲ့တော့ဝမ်းချစ် စဉ်းစားကြည့်အ တေ မေ ချာ သား ဆို ကို ခိုင်းပါဗျာခင်ဗျာ ဒီတော့မဟုတ်အဲ့ထဲမှာကျွန်တော်ကြိုက်တဲ့နေရာလေးပါလို့တယောက်တည်းဆိုပြီး ဟုတ်ကဲ့ တယောက်တည်း စီငယ်ဝါစီငယ်ဝါစီငယ်ဝါ အစင်းနဲ့ဝါလာတွေချီးနဲ့စားရတယ်ပြောလိုက်မကြိုက်ဘူး ဟောအဲ့ဒါကိုကြော်လိုက်ရမှာ ပြောလိုက် ဒီလိုဒီကွယ်ငါသာခေါ်နာဒီလိုဆိုကွယ်ငါသာခေါ်နာ အဲ့ဒီနေရာကိုကြိုက်တာ ဟုတ်တယ် မန္တလေးဝင်းတော်နဲ့ကျွန်တော်တွေကတငယ်ချင်း ဟုတ်ပါ တမောက်တွေကျက်ွက်တယ်မှာတူတူနေတာ အင်ဂျင်နာချင်း ဟာဝင်းတော်သူ့တော့ဒါချစ်တာ ကျွန် နော် တော်ချစ်တာ ကျောင်းကပြန်လာပြီဆိုတော့ငါသား ခင်ဗျာ ငါသား ရ ခွန်းတော်ငါသား ကျွန်တော်ဖေဖေက ဖေဖေကလေ အေးဟုတ်တယ် ငါသားမလားငါသား ဟုတ်ကဲ့ဟုတ် မ ကဲ့ င်းလွယ်ကိုတကူတိုင်းမှာချိတ်ကွာ ဟုတ်ကဲ့ခင်ဗျာ စာဝင်နေဝင်ကွာငါသား ဟုတ်ကဲ့ ဖေဖေမွေရွေးမင်းတော့ငါသားနော် ဟုတ်ကဲ့ဟုတ်ကဲ့ ငါသားမလားပေးတဲ့ကိုဖျော်ပြသမှာငါသားရေ ကျွန် ငါ တော် သား ကျွန်တော်ဖေက မင်းဖေကလေ အေးအဲ့လိုပြော ငါသားမတော့နော်ပေးတဲ့ကိုဖျော်ပြတဲ့ဆက်တဲ့နေရာမှာမင်းပတ်လုံးကဖျားကနေရေးတည်ဆွဲရရတယ်ငါသားရေ ဟုတ်ကဲ့ဟုတ်ကဲ့ ဆွဲရတာငါသား ဆွဲရတယ်ဗျ အဖေဆွဲရတယ်ဟုတ်တယ်ငါသား ဘသူကတော့ မင်းဖေ တင်နာ သဘောကျ တို့ပရိသေအဲ့ဒါကြောင့်ဟုတ်တယ်ကျွန်တော်ဖေဖေကကျောင်းကပြန်လာတယ်ငါတော့ဆိုင်ဝင်းနေဝင်ဆိုင်းစရာဆိုတာပတ်ဖျားကနေပတ်ရင်ဆွဲတက်ရတယ်လို့ကျွန်တော် ချစ် တင် တာ ပေးတာ ပါပဲငါသားမတော့နော် ဟုတ်ကဲ့ဟုတ်ကဲ့ အဖျားနေချင်းပုံငါသားမတာမင်းအရင်ကနေအဖျားကိုလည်းဆွဲလိုက်ရတယ် ဟုတ်ကဲ့ဗျ တခါရလား ရနေ အပိစောပြတဲ့ငါသားဟုတ်တယ်ငါသား ဘသူကတော့ မင်းဖေ တင်နာပြောပြတာအတန်
ကိုဝင်းလို့ ဘာတော့လို့ကျွန်တော်ငါသားဆိုချော့ဆဲသွားတာရတယ်ကျုပ်ကလည်းခမက်ထက်ပို့လို့စိုက်စီကလောက်တာဗျ ဟိုလာချီပါဦးပြောတာပို့တယ်ပြောတာ ကျွန်တော်ပြန်ပြောပြမယ်ဟေးဝမ်းချစ်ခုနကပြောတာကစိုက်စီကတယောက်ပတ်ပြားကနေပရင်ကနေပတ်ပြားတဲ့ပတ်ပြားကိုဆွဲတဲ့တင်ကားဆောင်ကျွန်တော်ဖေဖေကတင်ပေးတာဒါပေမဲ့ကျွန်တော်စိုက်စတင်တော့ကဘလို့တင်ရတယ်မတ်တော့တို့ပြည်တဲ့စိုက်စတင်ပြီဆိုတာနဲ့ကျွန်တော်ကိုဖေဖေကဘလို့တင်ပေးတယ်မတ်တော့စိုက်ဆရာဆိုတာလက်ကြကောင်းမှုလိုပါတယ်ခင်ဗျာလက်ကြကောင်းတယ်ဆိုတာဘလို့မှတ်တော့ငွေလေက6ပေါင်လုံးကိုညာဘန်းစောင်းနေအတာထွက်ကောင်းအောင်တီးနိုင်မှလက်ကြကောင်းတယ်လို့ခေါ်ပါတယ်ခင်ဗျာကျွန်တော်ဖေဖေကဘလို့တင်ပေးတယ်မှတ်တော့ ဘလို့ အိုးဝိုင်းချစ် ဟမ် ငါသားဒီလိုတီးကွာတို့ပြည်တဲ့ပန်းလုံးအတန်တော့ကအဲ့လိုထွက်နေမှလက်ကြကောင်းတယ်ခေါ်တာငါသားဝိုင်းချစ်ရဲ့ကျွန်တော်ဖေဖေကတင်ပေးတာဟုတ်တယ်နော်စိုင်းစီရတယောက်ညာဘက်တစ်ဖက်တည်းတီးရလားမရဘူးဘယ်ဘက်ကြလဲကျွန်တော်ဖေဖေကဘလို့တင်နေမှတ်တော့အိုးဝိုင်းချစ်ငါသားကြီးဒီလိုတီးကွာဘေးညာညီးနေမှာနားထောင်ကောင်းတာအိုးဝိုင်းချစ် ဖေလေး တော်ကြပါတော့သားကြီးနဲ့သားငယ်ရတယ် ဟုတ်ပါပြီမရပါဖေရဲ့ ဘလို့မရပါဖေလို့ ရောက်ခမလို့ပြောတာ မိတိုက်ကြကြဖဖန်ပြော တော်ပြီအိုးဝိုင်းချစ်ကိုဆောင်သူဝါမိုက်ထားမယ်နော်ဒါပြီးခဏတော့ပြောရမယ်ကလေးရောက်ပြီရတယ်နောက်ကနေမြောက်ပေးပေးရမှာကျွန်တော်ရဲ့တာဝန်ပါအဲ့တော့တာဝန်ဆိုတော့ဆိုင်းစီက ရှေ့ကဆိုင်းစရာတလောက်မောနေတာဗျာရှေ့ကပြိတက်နဲ့အားနာအောင်ငကူကမှယာတိဥဒုကပူပါတယ်ဆိုမှစကားကိုတလုံးကြီးပြောစမ်းပါဗျာ ဒီနေ့ညတော့ကြွလာကြတော့ပြိတ္တမြအလုံး သူ့ဖေကိုနိုင်ပါ ကျွန်တော်ဖေကိုနှိုက်ကြပါဆို အဲ့လိုတော့တင်းနေကွာမင်းအဲ့လိုတော့တင်းကပြင်းပြီးပြောင်းကုန်ပါဗော အဲ့တော့အလောတော်လေးပြောလိုက်သူကအ လောတော်လေးပြော အလောတော်ကျွန်တော်တချင်းလေးနဲ့ပြောပေး တချင်းနဲ့ပြောမယ်ဆိုရင်တော့တိကိုလူတယ်နော် ဟုတ် ကျုပ်ကဆိုင်းစရာဆိုတော့ကျုပ်မချောနေ ချောတယ် မလှနဲ့ လှတယ် ဒီအဲ့လိုပြောပါ ဆိုင်းစရာချောချောင်းလာကြအောင်ကျွန်တော်တင်စားပေး ကျွန်တော်ချောရောက်လာကြကြီးပြောနော် ဟုတ်ပြီ ပြော ဝိုင်းရစမယ်ဟဲ့1 2 3 go ဆိုင်းစရာကြောင်းကိုပြောပြမှာအားလုံးနားစင်ပါ အားလုံးနားစင်ပါ ခေါ်တော့အကြောင်းလေးပြောပြမှာအားလုံးနားစင်ပါသွားပုံလာပုံသေချာကြည့်စတိုင်ကခတ်မိမိ ပါတယ် ။အိုသွားပုံလာပုံသေချာကြည့်စတိုင်ကခတ်မိမိအသားလေးကဝင်းဝင်းဝါကောင်းမြတ်ဆန်လေးပါအသားလေးကဝင်းဝင်းဝါကောင်းမြတ်ဆန်လေးပါ ချွေးနေနေ ။အို ပဲ မြ လို့ ခုံးမွေးကမဲတဲ့တဲ့မြင်းမြက်လေးလိုပဲ။အိုမြခုံးမွေးကမဲတဲ့တဲ့မြင်းမြက်လေးလိုပဲ။အိုနှာခေါင်းလေးကပွားတာတာနှွားပိုင်ကလေးဗျ။အိုနှာခေါင်းလေးကပွားတာတာနှွားပိုင်ကလေးဗျ။ ကိုစံကျုပ်ကရှက်ဒီမနီးတယ် အဲ ကျွန်တော်ကိုဘယ်လိုပြောတာ ဖယားကြီးပေါ်မှာအဲ့လိုလုပ်လို့ရဘူးလေတူတူရဲ့ အခုကတော့ဖရားကိုမဟုတ်တိန်တဲ့ကိုဝဲလုံနေကြပြီ အဲ့ဒါဆိုလဲကြောင်းမော်တက်လုံးမယ်ဟာတိတ်ရဲ့ ကျွန်တော်ပြောတာကကျွန်တော်ကိုဗမင်းသားနဲ့သူတွေပြောတာ နှာခေါင်းလေးကပွားတာတာနှွားပိုင်ကလေးဗျ ကျွန်တော်ကရှက်တယ် သူတို့မျိုးကရှက်ရင်ထုတာနော် လက်စမဗျာကျွန်တော်ကိုကြီးကိုစိုးသူတားချစ်ဖို့ကောင်းတာကျွန်တော်အเจ้าကိုသိတယ်ကျွန်တော်ကဗမင်းသားကိုကြိုက်တယ်ဗမင်းသားကိုနှစ်သက်သုံးဆိုတာသိတယ်တခေါက်တော့ထပ်ပြောစမ်းပါ မချစ်ဘူးခဏမြင်နေတော့နှာခါရှိပြီထူတာနော်နှာခေါင်းလေးကပွားတာတာနှွားပိုင်ကလေးဗျ နားလေးဗျ မင်းလည်းတတ
တာထုလေငါ့ကိုတားမထုနဲ့တဲ့အလိုလိုလူကသွေးနုတာနုပါဆိုနှုတ်ကြောတွေပိတ်ကုန်မနဲ့လို့ နိုးကြောပိတ်လည်းဗမာဖြစ်ဘူးဘီးနဲ့ချစ်ချက် အဲ့ဒါလည်းသိရပေါ့ ကြောက်ဘူးလား ပြောစမ်းမ နှာခေါင်းလေးကပွားတတလွှမ်းပိုင်ကလေးဗျဟိုနှာခမ်းလေးကနီနီရဲ့ရှင်မွေလာလေးပဲဟိုနှာခမ်းလေးကနီနီရဲ့ရှင်မွေလာလေးပဲဟိုမျက်နှာကြည့်တော့ဆက်ဖြဲဖြဲငါဖင်ကြီးလိုပဲဟိုမျက်နှာကြည့်တော့ဆက်ဖြဲဖြဲငါဖင်ကြီးလိုပဲဟိုခေါင်းပေါက်ကိုသိချာကြည့်ဟောတာကျုပ်ခွေးစီ